မင်းကလေးတယောက်ဟာကိုယ့်ရဲ့တန်ဖိုးစံနှုန်းကိုကိုယ်တိုင်သတ်မှတ်ထားမှသာတခြားသူတွေရဲ့တန်ဖိုးနှိမ်ချတာတန်ဖိုးမထားတာမလေးမစားဆက်ဆံတာခက်လွယ်လွယ်ပေါ့ပေါ့တန်တန်ဆက်ဆံတာတွေကနေကာကွယ်နိုင်မှာဖြစ်ပါတယ်ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းကမြင့်မားလေးလေတော်ယုံတန်ယုံအဖိုးမထိုက်တန်တဲ့သူတွေအနာကပ်လို့မရနိုင်လေပါပဲလွယ်လွယ်လေးနဲ့မရနိုင်ဘူးဆိုတာကိုသိထားရင်အလွယ်သမားတွေရဲ့ရန်ကနေလွတ်ကင်းတာပေါ့လာကြိုက်တိုင်းပြန်မကြိုက်ဘူးပေးတိုင်းမယူဘူးခေါ်တိုင်းမသွားဘူးကြွေးတိုင်းမစားဘူးကို့မှာခိုင်မာတဲ့စီ boundary ရှိတယ်ဆိုရင်အပေါ်စားဆံမနေတော့ပါဘူးလာကြိုက်တိုင်းသာပြန်ကြိုက်ရင်လာရောတိုင်းသာပြန်နှောရင်အိန္ဒြေသိက္ခာမရှိတဲ့သူလို့ယူဆလိုက်ပါလိမ့်မယ်လက်ဆောင်တွေပေးတိုင်းလက်ခံမိရင်လက်ဆောင်တွေရဲ့နောက်ွယ်မှာချိတ်တွေ့ထားတဲ့အခွင့်အရေးဆိုတာရဲ့နှောင်ဖွဲ့ခြင်းကိုခံရပါလိမ့်မယ်အလကားရတယ်ဆိုတာမရှိပါဘူးကိုယူလိုက်မိတာနဲ့ထိုက်တန်တဲ့အရာကိုပြန်ပေးဆက်ရစမြဲပါခေါ်တိုင်းသာသွားမိရင်ဒီမိန်းကလေးကလွယ်ပါတယ်လို့သတ်မှတ်ခံရပါလိမ့်မယ်ကြွေးတာစားမိရင်ဒီနောက်ွယ်ကမျောလင့်ချက်ကိုလည်းပြန်ဖြည့်ဆည်းပေးရပါလိမ့်မယ်လူတွေဟာမျောလင့်ခြင်းတွေအပေးအယူသဘောတွေနဲ့ချင်းကပ်တက်ကြတာသဘာဝပဲဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်